Hello မင်္ဂလာပါ My Voice My Life page ကလည်းကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်ခရီးသွားတဲ့ဟာတစ်ခုနဲ့ပတ်သက်ပြီးတော့ပြင်ဆင်တာတွေအကုန်လုံးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြမှာဖြစ်ပါတယ်ကျွန်တော်ဟိုအရင်ရှိခဲ့ကဗီဒီယိုတစ်ခုပြခဲ့တယ်ပေါ့နော်ဒီကျွန်တော်တို့ Europe ကိုကျွန်တော်သွားမယ် visa process တွေကိုကျွန်တော်ဘယ်လို run ခဲ့တယ် visa ဘယ်လိုရခဲ့ဆိုတဲ့အကြောင်းကိုပြောပြတဲ့အခါမှာအခုကျွန်တော် Europe ကိုသွားတော့မှာဖြစ်ပါတယ်အားကြောင့်မလို့ Europe သွားကနေမှာကျွန်တော်ဘာပြင်ဆင်ရတယ်ဘာပစ္စည်းအဓိကထည့်ဖို့လိုရဲဆိုတဲ့အားလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်ယူရိုကကျွန်တော်ပထမဆုံးခရီးစဉ်ရောပေါ့နော်အာရှနဲ့ထွက်သွားတဲ့အချိန်မှာကျွန်တော်လွန်ခဲ့တဲ့အချိန်တော့ကျွန်တော်တော့ခဲ့ပြီဒီမှာဆိုရင်ဒီကိုရီးယားရှိမယ်ဒူဘိုင်းရှိမယ်အဲ့ဒီအချိန်တုန်းကကျွန်တော်တချို့ပစ္စည်းလေးတွေပါလာတဲ့ကြောင့်မလို့ပေါ့နော်အစင်မပြေတာလေးဖြစ်ခဲ့ပြီလေအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတစ်ခေါက်မှတခြားထည့်သွားမယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ကျွန်တော်အခုအောက်တိုဘာမှာယူရိုတော့မှာဖြစ်တဲ့ကြောင့်မလို့အဲ့ဒီရဲ့ temperature နဲ့တစ်ချက် check လုပ်ကြည့်ရတယ်ပေါ့နော်ကျွန်တော်ရေးထင်မှာဆိုအခု left clock ကတော့7ကနေ15 degree လောက်ရှိတယ်ဆိုတော့အေးတော့ဖြစ်နေတယ်အားကြောင့်မို့ကျွန်တော်အဲ့ဒီအတွက်လည်းပစ္စည်းတွေကျွန်တော်ပြင်ဆင်သွားရပါဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်နောက်ဆုံးဘာယူရလဲဆိုတော့စာကြည့်လိုက်အောင်ကျွန်တော်ခုပြောအောင်မယ်ဘာလို့ဆိုတော့ကျွန်တော်ခီးသွားတဲ့ခါကျရင်ကျွန်တော်ပစ္စည်းအများကြီးတည်သွားကြတာရှိတတ်ပါတယ်။ဒါပေမဲ့ဒီခေါက်ကျကျွန်တော်ပစ္စည်းအများကြီးမတည်သွားပါဘူး။ဘာလို့ဆိုတော့ကျွန်တော် review တွေကျွန်တော်ဖတ်ကြည့်တဲ့အချိန်မှာဆိုရင်ဒီ Europe ခီးစဉ်သွားတဲ့အခါမှာဆိုကျွန်တော်တို့ကဒီရထားပေါ်အတက်စနေသွားတာရှိတယ်။အဲ့လိုလမ်းအများကြီးရှောင်းရတဲ့အခါကျတော့ကျွန်တော်ကအထုပ်အများကြီးအဆင်မပြေပါဘူး။အားကြောင့်မို့ကျွန်တော်လက်ရှိသွားမှာခါကျတော့ luggage လက်ရှိက medium size luggage ကိုယူသွားမှာပါ။ hand carry မပါပါဘူး။ပြီးတော့luggage အကြီးပေါ့နော်အဲ့လိုဟာမျိုးကျွန်တော်မထင်ပါဘူး။အဲ့ဒီဟာရဲ့ကျွန်တော်ရဲ့ဒီဘက်ပြကျွန်တော်ရဲ့ backpack ကလေးပေါ့နော်အဲ့ဒီလုံးပါမယ်ပြီးကျွန်တော်laptop iPad တို့ထည့်စရာတွေပြီးသွားရင် passport ထည့်ဖို့အတွက်ကြော်ဝိတ်လုံးပါမယ်ဒီတော့ဘူးထည့်ပြီးကျွန်တော်ယူသွားမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီမှာလို့ယူသွားမယ်ဟာအရေးကြီးတော့ passport ပါပဲ passport တော့အရေးကြီးပါတယ်အဲ့ဒါလေးတစ်ခုပါပြီးတော့ကျွန်တော်ကဒီကားလာမှာဒီကာဒီဥဒူကခါလေးမိုးလာရေပြောကြအဲကြောင့်မို့ကျွန်တော်နောက်ဆုံးထီအရေးကြီးပါတယ်ပြီးတော့နောက်ကအေးအချိန်မှာပဲကျွန်တော်ကိုရီးယားတော့အဲ့လိုပစ္စည်းပါမသွားခဲ့ဘူးပေါ့နော်အားကြောင့်မလို့အဲ့မှာအဆင်မပြေဖြစ်ခဲ့ရလေးရှိတယ်အားကြောင့်ကြော်ယူသွားမယ်ထင်ပါဆိုရင်ဒီနားအောက်တဲ့ဟာဒါလေးတစ်ခုပါပါမယ်ပြီးတော့ဒါကျတော့မာဖလာတက်ဆိုင်ဒီလိုလေးဆွတ်လိုက်တဲ့ဟာလေးပို့ရေးအဆင်ပြေတယ်လိုက်ပြီးတော့ကိုရီးယားမှာတုံးတဲ့ဟာလေးဟော့ပတ်လို့ခေါ်တယ်တော့အဲ့လိုအမုံလေးနေပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ shake လုပ်လိုက်တာနဲ့ဒီအမုံတုပ်က heat ထွက်လာပြီးတော့ကျွန်တော်ဒီအိတ်ထဲမှာထည့်ထားလိုက်အရင်အဆင်ပြေအောင်เนาะသူအနည်းဆုံး9လောက်ကတော့တုံးရတယ်အဲ့တော့ကျွန်တော်ကလက်စားတာကနေဆိုအိတ်ပြဝဲထားလိုက်ပါတယ်သူကတစ်ခုမှာ10တုပ်ပါတယ်ပေါ့နော်အထုပ်30မှာဘက်200ဝင်းကြော်ဝင်းချလာလို့ပြရဆိုအရင်တက်တာအဲ့ဒီပါပါတယ်ဒီတော့နောက်တစ်ခုအရေးကြီးတာကကျတော့ကျွန်တော်နိုင်ငံသွားတဲ့ခါကျရင်ကျွန်တော်ဒီအားသွင်းတဲ့ဂျိုပြဿနာဖြစ်တတ်တယ်ပေါ့နော်အဲဒီကကျွန်တော်က universal adapter လေးအရေးကြီးပါတယ်အဲဒီဟာလည်းယူသွားတဲ့နေဟာတစ်ခုပေါ့နော်ပြီးတော့ရလူလူအရင်အတွက်ကြောင့်မဖြစ်မနေသွားနေတာကျွန်တော်ဒီ hand cream ရဲ့နောက်ကကျတော့ lip balm အဲဒီဟာလေးကတကယ်အရေးကြီးပါတယ်သွားဖို့အတွက်ပြီးတော့ကျွန်တော်ဒီဘက်ဒီ charger ယူသွားတဲ့အခါကျရင်ကျွန်တော်ဒီ extension cord လေးယူသွားနိုင်ရင်တော့ပိုကောင်းပါတယ်ကျွန်တော်တို့ယူသွားမှာပေါ့နော်အဲကျွန်တော်ယူသွားတဲ့အခါကျတော့ကျွန်တော် extension cord လေးလိုပုံစံမျိုးတွေပါသူကရှိမှဒီ USB ပါလည်းရှိတယ် type C လည်းထည့်လို့ရတယ်သုံးပေါက်ပါလည်းရှိတယ်အဲ့ဒါကိုဒီဘက်ချမ်းမှာရှိတယ်ဒီဘက်ချမ်းမှာရှိတယ်အဲ့တော့အများကြီးသုံးအဆင်ပြေပါလိမ့်မယ်ပြီးတော့ဒီလိုက lip balm ပါမလားဆိုရင်ကျွန်တော်တို့ Vaselineဒီတဲ့အဆင်ပြေပါတယ်ခင်ဗျာအခုကကျတော့ခီးသွားရင်ကျွန်တော်အများနဲ့စောင့်နေကျွန်တော်ရဲ့ဒီ makeup တာလေးပေါ့နော်အဲ့ဒီဟာလည်းအရေးကြီးတယ်တကယ်ကျွန်တော်ခီးသွားတဲ့အများနဲ့ဒီအသားပေတာလို့ရှိရပေါ့နော်အဲ့ဒီအတွက်ကဒါကတော့မဖြစ်မနေလိုအပ်ပါတယ်ပြီးတော့ကကျတော့ travel set ကကျတော့အဲ့ဒီမှာဒီချိုး3ဆောင်ပစ္စည်းရပေါ့နော် skin care ပါထည့်တဲ့ဟာလေးပါတယ်ပြီးတော့ရင်ကျွန်တော်တို့ကယူသွားတဲ့ခါကျရင်တို့အများဆုံးပြောကြတာပေါ့နော်ဒီခိုးတာဝတ်တာမျိုးတွေပေါ့နော်လူခံတာရှိရင်ထိတက်တာရဲ့အဲ့ဒါကြောင့်မလို့ကျွန်တော် passport တို့ပတ်စံတို့ဒီလိုထည့်သွားပို့ကောင်းပါတယ်
ဒါမဲထည့်တဲ့ခါကျရင်ဒီလို80ခုထည့်တော့အများစုမထည့်ပါနဲ့ကျွန်တော်ဒီ80ခွဲထည့်ပြီးတော့နော်ပတ်စံ80ပါအောင်ဆိုတဲ့အထက်မှာဒီ cash တွေကိုတက်ထားမျိုးပေါ့နော် backup သုံးတာမျိုးကျွန်တော်တုံးတင်ပါတယ်ပြီးတော့ကျွန်တော်အများသုံးနေကြတာတော့ကျွန်တော်ပြီးသွားရဆိုရင်တော့ပို့ပါပါတယ်။ဘာလို့ခါကျရင်ကျွန်တော်စုံထဲမှာမှတ်တဲ့ဟာကြရင်အဆင်မပြေတာရှိတယ်။အဲကြကျွန်တော်ကလုံစောက်ထဲမှာ notebook တွေမှတ်လိုက်တဲ့ခါကျတော့တစ်ခါလေကျွန်တော်ခရက်ပြောင်းတဲ့အချိန်ကျရင်ကျွန်တော် review တွေရှိတာတော့ဒီ blog တွေပြန်ကြည့်တဲ့ခါကျရင်ကျွန်တော်ပေးသွားခဲ့တဲ့ဟာတွေအကုန်မှတ်ရပိုသိရတယ်ပေါ့နော်။အဲတော့ဒီ notebook တွေကအရေးကြီးပါတယ်။နောက်ကဒါလေးပါတော့ဒါတော့လူတွေတက်ယူလိုက်တော့အသုံးမလို့ပါဘူးကျွန်တော်တို့ကလည်းလို့ပါတော့ကျွန်တော်ဒီညဘက်8ခါရဟောက်တက်တယ်ဟောက်တက်တဲ့ခါကျတော့အကယ်လို့ကိုအခန်းပေါ်ရရှိခဲ့တယ်ဆိုရင်ဒါလေးတက်ပြီးတော့8ခါကျရင်ကိုရဲ့အခန်းပေါ်လည်းအနောက်ရှင်းမဖြစ်တော့ဘူးပေါ့နော်ဒါလေးရတော့ကျွန်တော်တို့ထိသွားရဲ့ဒီကြီးရဲ့အစီတစ်ခုပါပဲနောက်ကကျတော့ဒါလည်း travel bottle set ဒါကအခုတော့ကျွန်တော်ကတော့အရှိဒီမဲ့ PC ကုန်လုံးကတော့ဒီ skin care set ထဲမှာနေမယ်ဘယ်လိုခေါ်မလဲအသေးလေးပေါ့နော် site သေးလေးပဲ travel site လေးပဲယူထားဆိုအဆင်ပြေတယ်။ကိုက travel site မဟုတ်ဘူးလေပစ္စည်းများရဲ့သူတွေဆိုရင်ဒါမျိုးလေးအရင်အဆင်ပြေပါတယ်။ဆိုတော့အထဲမှာရှိမှ cream ထည့်မလား gel တိုက်ထည့်မလား shampoo ထည့်မလားအကုန်လုံးပါလို့ကတော့လေးလည်းပါဆိုတော့ဒီ travel set ကတော့ကောင်းနေတာပါတယ်ခီးတော့တဲ့တူတော့ဆိုရင်ပေါ့နော်။ပြီးတော့နောက်တစ်ခုအရေးကြီးရတာကတော့ဆေးတွေပါဒီစီးထဲမှာဆိုရင်ကျွန်တော်ဘာသာဖြစ်သူဖြစ်သေးလို့ထည့်တဲ့စီရတော့တစားတော့အရင်အရေးကြီးပါတယ်ပြီးတော့ရင် dressing set ဒီ cotton တို့ပြီးသွားရင် betadine တို့နော် plaster တို့ပေါ့နော်ပြီးတော့နောက်ကျွန်တော်လေးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ AX တို့ဘာတို့တွေဘာသာ paracetamol တွေအဲ့ဒီဟာမျိုးလေးတွေထည့်ဖို့လိုပါတယ်ဒါတော့လုံးဝ key ထူသွားရဆိုရင်မဖြစ်မနေထည့်ရတယ် medicine pack တွေပါပဲခင်ဗျာပြီးတော့ကျွန်တော်ကြာမှာဒီတော့တော့ charge လုပ်ရတဲ့တော့ power bank အရင်အရေးကြီးပါတယ်နောက်တစ်ခုကကျွန်တော်ဒီလောက်ဆိုရင်အခု Europe case မှာဆိုရင်ပေါ့နော်ကျွန်တော်ဆရာကိုဒီ review တစ်ခုပါပေးဆိုတော့ကျွန်တော်လမ်းရန်ရှောင်းအောင်ဖြစ်တဲ့ကြောင့်မလို့ဒီတက်တဖြစ်တဲ့ဝေစားတွေဝတ်ဖို့လိုတယ် shoe pad တွေဝတ်ဖို့လိုတယ်ပြီးတော့ကျွန်တော်ကိုယ်ပိုင်တုံးတဲ့ခွက်တစ်ခုလိုပါတယ်အဲဒါဆိုကျွန်တော်ဒီအပြင်မှာရေးသွားတော့တဲ့ပညာဆိုရင်တော့ကိုယ့်ဘောက်ခွက်ရှိရဆိုရင်အဆင်ပြေပါတယ်လို့ဆိုတော့ကျွန်တော်သွားတဲ့အခါကျရင်ကျွန်တော်ရဲ့ PC ခွက်အမြဲတည်းသွားရပါတော့အဲ့ဒီခွက်လေးကျွန်တော်ယူသွားအောင်ပါပဲပြီးနောက်တစ်ခုကကျတော့ဒါလေးပါဒါလေးကဘာလဲဆိုတော့အာရှလူများစုရဲ့အကြိုက်ဆုံးပေါ့နော်ဘာလို့ဆိုတော့ဒါကျွန်တော်အရင်တစ်ခေါက်အမေရိကန်သွားတော့ဆိုရင်ဒီဥစ္စာလေးပဲတော့တောင်းသွားတာပါဒီနာသွားတဲ့ခါကျရင်သုံးဖို့ပါပဲခင်ဗျာကျွန်တော်တို့အာရှလာရန်တော့ဖြစ်စက်ကနေတုံးတာမကြိုက်ကြပါဘူးကျွန်တော်လည်းမကြိုက်ပါဘူးအဲဒါကြောင့်မို့လို့ကျွန်တော်ကဒီဥစ္စာလေးကိုဝယ်ထားပါတယ်ဒါခီးသွားရင်အရင်အဆင်ပြေတယ်ကျွန်တော် US သွားတော့ဆိုတဲ့ဒီဥစ္စာလေးနဲ့ဆိုရင်သွားအရင်အဆင်ပြေတယ်ပေါ့နော်ဒီအိမ်သားမွေးခင်မာနေမယ်ပေးစင်မှာရေးထည့်သွားရမယ်အဲ့တော့မှထည့်ပြီးရင်တော့တိတ်တဲ့ခါတည်းလို့သိလို့ရတယ်အပေါ်ကလည်း cap လေးပါပဲကြောင့်မို့လို့သက်သက်ရှိရင်အရင်အဆင်ပြေတယ်ဒါတော့ကို personal use တဲ့အတွက်ကြောင့်မလို့သူများလည်း share ကြတယ်မျိုးတဲ့ကြောင့်မလို့ဒီညပတ်ပါနာလည်းအရင်ဆိုရင်ကြာမရှိပါဘူးကိုယ့်ဘက်ကအဓိကအတက်ရှင်အောင်ထားဖို့အတွက်ပဲပေါ့နော်အဲ့ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီ hero သွားတဲ့ခါကျရင်တော်တော်များသတိထားမိရတာရှိပါပဲအစားအသောက်ပါတော့စီကြီးကဖြစ်တယ်လို့ကိုကလည်းချွေရတာလည်းစွာခြင်းနဲ့ကိုသွားမဲ့လင်းနေရလည်းအများကြီးဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကဒီညမှာပြအစားအသောက်တွေရှိပါပါတယ်ကျွန်တော်ဆိုရင်တော့ဒီညမှာဒီကအစားအသောက်တွေဆိုရင်အာလူကြော်ကြီးပါပါတယ်ပြီးတော့6ချမ်းပေါ့နော်မခောက်ဆွဲလို့ပါမယ်ကျွန်တော်တို့ဒီမှာရက်ဝယ်လာတဲ့မောင်ညာထုတ်တွေပါတယ်ပုံလို့ခောက်ဆွဲကြီးပါတယ်အဲ့လိုဟင်းကြီးတွေပါတော့အဲ့လိုတောက်လို့ရမယ့်ဟာမျိုးပေါ့နော်အဲ့ဒီဟာလေးကျွန်တော်ယူသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ခုကကျွန်တော်ကယူသွားမယ့်အိတ်ကနေเนาะကျွန်တော်ပြောရဆို medium size luggage ပါမယ်ပြီးရင်ဒီ backpack ကပဲပေါ့နော်အဲ့လိုပါမယ်တဲ့ကြောင့်မို့ကျွန်တော်ရဲ့တချို့အင်ဂျီကိုကျွန်တော်ကဒီတိုးသေးဖြစ်အောင်ဒီလေးစုပ်တဲ့အထုပ်လေးတွေကျွန်တော်ဝယ်ထားပါတယ်အဲ့ဒီဟာလေးနဲ့ကျွန်တော်သွားမှာပေါ့နော်တော့အရင်စင်းကြီးကိုပြီး site ကမျိုးစုံရှိရပေါ့နော်အခုကျွန်တော်ဝယ်ရဟာဆိုရင်ဒီ50-80 cm size ရှိတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင် site အကြီးပေါ့နော်60-80 cm ရှိတယ်ပေါ့ဒါကတော့ပိုထည့်မဲ့ပုံမှန်ကြီးရောပဲ site ကြီးကိုဝယ်လို့ရတယ်ပြီးရင်သူ့ဒီမှာလေးစုပ်တက်ဆက်ပြီးပါတယ်အဲ့ဒီဟာကိုကျွန်တော်ဒီဘက်မှာဆိုပြီးတော့ဆုပ်လိုက်ရုံပဲအားဆိုရင်ကျွန်တော်ဒီမှာလေးသိပ်မရှိတဲ့ကြောင့်ပစ္စည်းထည့်ခါကြရင်အရန်စစ်စစ်ကြီးထည့်လို့ပို့ပြီးရတယ်ပေါ့နော်အဲ့သေးတဲ့ခါကြရင်ဒါမျိုးလေးကအ
အရင်အဆင်ပြေပါတယ်ပြီးဒီခေါက်ကကျတော့ရာဒီဥလူအရင်အေးရဲ့အတွက်ကြောင့်ကျွန်တော်ကဒီလို့ခေါ်မယ် jacket ကြီးတွေ long coat တွေယူသွားတာလည်းရှိမယ်အဲဒါကြောင့်မို့လို့အဲ့ဒီဟာတွေအတွက်ကကျွန်တော်ကဒါကျွန်တော်ကလုံးဝ essential ပေါ့နော်ကျွန်တော်ခီးသွားရင်အများတန်းဒီပစ္စည်းတွေထည့်သွားဆိုတော့ပြကတော့အာရှနိုင်ငံသွားတော့ကျွန်တော်တိတ်ထည့်ရမယ်လို့တိတ်မတော့ဘူးအဲ့လိုပြဒီအာရှထွက်တဲ့ပေါ့နော်ဟိုတစ်ခါသွားဆိုကျွန်တော်အမေရိကသွားတာတို့ဒူဘိုင်းသွားတာတို့ကိုရီးယားသွားတာတို့ဆိုကျွန်တော်ဒီဥစ္စာလေးကိုထည့်သွားပါတယ်အဲ့ဒီဟာဆိုကျွန်တော်တို့အရင်အဆင်ပြေရပေါ့နော်ဟိုတခုပဲဒါလေးကအရင်အတန်အဆူရဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပစ္စည်း back လုပ်တဲ့အခါမှာတော့ဒီညအိတ်ချိန်တွေမှာတော့ဘလို့တော့ပုံကောင်းတယ်ပေါ့နော်မော်နီတာဖေးခန်းလာပြီးပြောရပါဖြစ်နိုင်ပါတယ်เนาะဒါသတိထားစရာပါအဲဆိုရင်ဒီဟာခုနကကျွန်တော်ပြသွားတဲ့ဟာကောင်းတော့ကျွန်တော်ဒီအခါယူသွားမယ့်အခါမှာယူသွားမယ့်ပစ္စည်းအကုန်လုံးဖြစ်ပါတယ်ခင်ဗျာအားကြောင့်အခု back လေးလုပ်ပြီးသွားပြီဆိုတော့ယူရိုခီစဉ်ဘယ်လိုလာမလဲဆိုတော့ကျွန်တော်ဆက်ဆောက်ကြည့်ပေးပါကျွန်တော်ရဲ့ခီစဉ်ကဒါကျွန်တော်ပထမဆုံးကိုယ့်ဘောက်ကို plan ဆွဲသွားတာပေါ့နော်ဒို group နဲ့သွားမှာတော့ကြောင့်မလို့အခက်အခဲအများကြီးလည်းရှိအောင်ပါပါကြုံအောင်မှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဒီခီးမှာဘာတွေဘယ်လိုကြုံရမလဲကျွန်တော်ဘယ်တွေသွားတယ်ကျွန်တော် plan ထားတယ်ကျွန်တော်ရောက်တဲ့အခါမှာဘယ်လိုတွေသွားခဲ့တယ် plan တိုင်းဖြစ်ခဲ့လားမဖြစ်ခဲ့ဘူးလားဆိုတော့ကျွန်တော်ရဲ့ video မှာဆက်ပြီးကြည့်ရှုပေးကြပါဦးခင်ဗျာခုလိုအချိန်ပေးပြီးကြည့်ရှုပေးတဲ့ကြောင့်မလို့အများကြီးကျေးဇူးတင်ပါတယ် bye bye